ညတိုင်းတကောင်ကြောပြီးဆိုလို့ရှိရင်နတ်ပြည်ကနတ်တွေပြမတွေဟာမြတ်စွာဘုရားစီရောက်ရှိလာကြတယ်။ယင်းတွေကတိလို့တဲ့ဆန္ဒတွေနဲ့မိကွန်မေးကြတာဖြစ်တယ်။ဒီဘက်မှာဆိုရင်လူသားတွေချိန်ပေးရသည့်အတွက်ကြောင့်နတ်တွေဟာလူပြည်ကိုဆင်းလာနိုင်ခြင်းမရှိဘူး။လူသားတိတ်ဆိတ်လို့ညတကောင်ကြောပြီးဆိုရင်နတ်တွေဟာခွင့်ရရပြီးရှုတည်းရဲ့မြတ်စွာဘုရားရှေ့မှာဘွားကနဲ့ပေါ်လာကြပြီသူတို့သိလို့တဲ့မိကွန်းတွေမေးကြတာဖြစ်တယ်နတ်တွေပဲဖြစ်ဖြစ်မြမာတွေပဲဖြစ်ဖြစ်လူကုန်လူလောကနဲ့ဆက်ဆက်ပြီးတော့နေကြတာသူတို့ဘွားတွေကဘယ်လိုဆက်ဆက်တာတော့ဆိုလူဘွားမှာကုသိုလ်ကောင်းမှုလုပ်ကြတဲ့ပုဂ္ဂိုလ်တွေကနတ်ပြည်ရောက်ကြတာတိရစ္ဆာန်ကနတ်ပြည်ရောက်တယ်ဆိုတော့မရှိဘူးတော့မဟုတ်ရှိအလွန်ရှားတယ်ပေါ့နော်အဲ့တော့နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာလူပြည်မှာအခြေခံပြီးတော့နတ်ပြည်ရောက်သွားကြတာဖြစ်တော့ကြောင့်လူဘုံနဲ့နတ်ဘုံဟာဆက်သွယ်မှုတွေကြီးမားတယ်လို့ပြောလူဘုံတော်ကကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်ပြမပြည်ရောက်ကြတမန်ဒါနကောင်းမှုတို့သီလကောင်းမှုတို့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်မှာဖြစ်နိုင်ကြတယ်ဒါနသီလတဲ့ပိုလွန်ပြီးတပ္ပထကျင့်စဉ်ကိုအောင်မြင်မြင်ကျင့်လို့ဇန်တရားရသွားပြီဆိုရင်ဖြစ်မဘုံထီအောင်တက်လန်းသွားကြတာဒါလည်းလူပြည်ကသွားတာပဲဖြစ်တယ်ပေါ့ဒါကြောင့်လူဘုံနတ်ဘုံမြမဘုံဆိုတာဟာအကြောင်းအကျိုးအဖြစ်ဆက်ဆက်နေကြဥပမာမဲ့မြန်မာလူမျိုးတွေကနိုင်ငံခြားသွားပြီးလှုပ်လို့ကြတယ်ကိုယ်စာတိပြည်ဖြစ်တဲ့မြန်မာပြည်ကိုပြန်ပြီးတော့တတိယချမှာပဲဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မြန်မာပြည်ကိုအခြေခံပြီးတော့နိုင်ငံခြားမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိသလိုနိုင်ငံခြားမှာအခြေခံပြီးတော့မြန်မာပြည်မှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိကိုယ်ရှင်ပြည်တဲ့ဘဝကိုယ်အခြေပြုခဲ့တဲ့ဘဝပြန်လည်ဆက်သက်မှုဆိုတာထုံးတမ်းဆက်လာတစ်ခုလိုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့နတ်တွေဟာဖျားပွင့်လာတဲ့အခါမှာသူတို့အတွက်ကောင်းကျိုးချမ်းသာရဖို့ဆိုလူတွေတဲ့ပူအာရုံစိုက်တယ်လို့ပြောမှဖြစ်တယ်လူတွေကတော့ဒုက္ခဒုက္ခချမ်းသာလိုက်ဆင်းရဲလိုက်နဲ့လူဘဝဟာဆင်ပြေလိုက်မပြေလိုက်နဲ့ဘဝမှာဒီလိုနေကြတာအစဉ်တစိုက်အစဉ်ပြေနေတယ်ဆိုတော့မရှိကြဘူးပေါ့နတ်တွေကြတော့ဒီလိုမဟုတ်ဘူးသူတို့ကချမ်းသာဒုက္ခများတဲ့ပုံဖြစ်လာသည့်အတွက်ကြောင့်ကုသကံရဲ့အကျိုးတရားကိုသူတို့ပိုးပြီးတော့ခံစားကြတယ်နတ်တွေရဲ့ပုံကိုနတ်လောကနတ်တွေရဲ့အခြေအနေကိုမြတ်စွာဘုရားကမ္မဖလူပစီဝီကံတရားကိုမှီပြီးတော့သက်ရှင်တဲ့သဘောမျိုးလို့ဒီလိုဟောတာနော်လုံလဝိရိယထုတ်ပြီးတော့သူတို့ဟာစာဝတ်နေရေးအတွက်ကြိုးစားကြတာမဟုတ်ဘူးကံကောင်းရင်ကောင်းတယ်လို့ဆိုတာကျိုးစီးပွားကိုခံစားကြလူတွေကြတော့အဲ့လိုမဟုတ်ဘူးကံကြီးရုံးမဲ့ဖွဲ့လို့မရဘူးလူတွေကြတော့ကျိုးပန်းအထုံးမှုနဲ့ပေါင်းဆက်ရတယ်ကံကောင်းလို့ရတယ်ဆိုတာတော့မွေးတဲ့တထေးအိမ်ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့နော်အဲ့လိုပုဂ္ဂိုလ်မျိုးကြတော့ကံကောင်းတယ်လို့ပြောအောင်သို့သောကိုယ်ကရင်ကြိုးစားအထုတ်ခြင်းဖြင့်လူဘဝမှာချမ်းသာကြွယ်ဝသွားကြတဲ့ပုဂ္ဂိုလ်တွေရှိတော့လူတွေရဲ့ပုံဘဝကိုမြတ်စွာဘုရားကဥဋ္ဌာဏဖလူပစီဝီဥဋ္ဌာဏဖလဆိုတာဥဋ္ဌာဏဆိုတာလုံလဝိရိယတက်ကြွကြိုးစားအထုတ်တဲ့ဖလကအကျိုးတရားဥပဇီဝီကမိပြုပြီးတော့သက်ရှင်ရတယ်လူဘဝဆိုတာကြိုးစားမှရုန်းကန်မှထက်တန်းရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အများစုဒီလိုဟောတာအဲ့တော့နတ်တွေကတော့ကံဤကျိုးပို့ပြီးတော့သိကြတယ်ဒါကြောင့်မို့လူဘုံလောကကိုနတ်တွေကအမြဲတမ်းကဲခတ်နေကြတယ်တရားမင်းကြီးစီလူလောကရဲ့အခြေအနေတွေကိုဥပုပ်နေတိုင်းလို့အစီရင်ခံစာတက်ကြရတယ်ပေါ့သူတို့မှာနတ်တပင်စီဝေးရောက်တိုင်းလူပြည်ကလူတွေဟာ
ကုသိုလ်ကောင်းမှုပြုကြရလားဆိုတာကိုအမြဲတမ်းကဲခတ်တယ်သတရင်ယူကြတယ်ဘာကြောင့်သတရင်ယူတာတော့လို့ဆိုလူပြည်ကလူတွေကုသိုလ်ကောင်းမှုပြုတ်တဲ့လူတွေများမှနတ်ပြည်မှာစီကားတာဖြစ်တယ်ကုသိုလ်ကောင်းမှုမပြုကြဘူးလူတွေကမေးမေးလျော့လျော့ဒုစရိုက်တွေလွှမ်းမိုးနေပြီဆိုရင်နတ်ပြည်ကတဖြည်းဖြည်းခြောက်ကပ်သွားတယ်လို့နတ်ဥယျာရောပါပြီးဘယ်သွားစီးနေတော့ဆိုအပယ်လေးပုံသွားစီးစဉ်းစားကြည့်မယ်ဆိုရင်လူတွေရဲ့လူဥယျာနတ်တို့ရဲ့နတ်ဥယျာပြမတို့ရဲ့ပြမဥယျာနဲ့တရိစ္ဆာန်ဥယျာစာတရိစ္ဆာန်ဥယျာပိုများတယ်အပယ်လေးပုံကတရိစ္ဆာန်ဥယျာများဘာကြောင့်များတယ်လို့ပြောရမှာပြောနိုင်တော့လို့ဆိုရင်ကြည့်ပေါ့တရားတွေအကုန်လုံးမကြည့်နဲ့ဘူးလူတွေနေစဉ်နဲ့အမျှသိရှိနေကြတယ်ကိုယ်တိုင်တွေ့နေကြတယ်ငါးရကောင်ရဲ့ဝမ်းပိုက်ထဲမှာငါးဥတွေဘယ်လောက်ရှိတယ်ဒါပဲစဉ်းစားကြည့်နော်ငါးရကောင်ရဲ့မွေးဖွားနှုန်းဟာသိမ့်ချီတန်းချီရှိတယ်လူတယောက်ရဲ့မွေးဖွားနှုန်းကဘယ်လောက်ရှိနည်းနည်းလေးပဲရှိတယ်နော်လူဖြစ်ဖို့ဆိုတာလွန်ခဲအဲ့တော့တိရစ္ဆာန်ဖြစ်ဖို့တွေကအလွန်များဥယျာမနိုင်စားနိုင်တော့များပြားအဲ့ဒါကြောင့်မို့လို့ဒီလူဘဝလူတွေကောင်းစားမှဆိုကိုချင်းတရားရှိပြီးတော့ကိုချင်းသီလမြဲကြပြီတဏှာကောင်းမှုတွေလုံးကြပြီဆိုလို့ရှိရင်လက်ပြနိုင်ရွာတွေမှာစီကားတယ်စီကားရုံမြမကဘူးပြောရမယ်ဆိုလို့ရှိရင်တိုင်းပြည်တစ်ပြည်ဟာစီးပွားရေးနှိမ့်ကျသွားပြီဆိုရင်လူတွေရဲ့အနေအထားတွေကလည်းဆုတ်ဆုတ်ချာချာဖြစ်လာလူတွေရဲ့ပုံပန်းတဏ္ဍာကလည်းတောက်တောက်ပြောင်ပြောင်မရှိဘူးညှို့နှွမ်းလာတဲ့အနေအထားမျိုးတွေရှိဗမာပြည်မှာပဲတစ်ချိန်တုန်းကတွေးကြမှာပေါ့ဘုန်းကြီးတို့တော့သတိထားမိပါတယ်ဗမာပြည်စီးပွားတိုးတက်လာပြီဆိုတဲ့ကမြန်မာလူမျိုးတွေရဲ့မျက်နှာတွေကပို့ပြီးတော့ကြည်လင်းလာဝတ်တဲ့ဝတ်တွေတို့နေရာထိုင်တာတွေကပို့ပြီးတော့အဆင့်မြင့်လာတယ်စီးပွားရေးတိုးတက်လာရင်ဒီတိုင်းပဲလေအိမ်တိမ်မှာလည်းကြည့်ပေါ့စီးပွားရေးမကောင်းတဲ့အိမ်ဟာတာယာမှုမရှိဘူးအမေနဲ့အဖေမတည့်ဘူးသားသမီးတွေချင်းချင်းမတည့်ကြဘူးဆင်မပြေကြဘူးတို့စီးပွားတိုးတက်လာပြီဆိုရင်ပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုဘဝမှာသုံးနိုင်ဆွဲနိုင်ခုဗမာပြည်ရဲ့အခြေအနေဟာဒီလိုအနေထားမျိုးလို့ဘုန်းကြီးတို့အကဲခတ်မိတယ်ဘယ်လိုကြောင့်အကဲခတ်မိတာတော့ဆိုရင်ဥပမာလေးတစ်ခုပြောပြမယ် holiday ဆိုလို့ရှိရင်အထူးသဖြင့်ရန်ကုန်လူတွေကြည့်ရမှာပေါ့ holiday long term holiday ဆိုရင်ရန်ကုန်လူတွေမြို့ပြင်ထွက်တာ holiday တိုးဂိတ်မှာသွားပြီးတော့ပိတ်နေတာတတိကြမှာနော်တတိထားပေးကြမှာအဲ့လိုသွားနိုင်လာနိုင်လဲနိုင်ပတ်နိုင်တယ်ဆိုတာစီးပွားတိုးတက်မှုရဲ့အရေးအယောင်ပဲလို့ပြောလို့ရတယ်ဟိုနိုင်ငံဒီနိုင်ငံသွားကြတယ်လဲကြတယ်ပတ်ကြတယ်ဆိုတာစီးပွားတိုးတက်မှလုံးနိုင်အဲ့လိုမဟုတ်ဘူးစီးပွားရေးအဆင်မပြေဘူးဆိုရင်လူတွေကဟိုဒီသွားနိုင်ခြင်းလဲပတ်နိုင်ခြင်းမရှိကြဘူးတနေ့မှချောင်းကုတ်ပြီးတော့နေချာဘလို့ပဲဖြစ်ဖြစ်အချိန်ခါတစ်ခုရလူလောကမှာဘယ်နိုင်ငံပဲဖြစ်ဖြစ်စီးပွားရေးတိုးတက်လာတဲ့အချိန်မှရှိတယ်လို့စီးပွားရေးနှိမ့်ကျသွားတဲ့အချိန်မှရှိလူတိုင်းချမ်းသာတာတော့ပလီနဲ့မှဖြစ်နိုင်ဘူးအမေရိကန်နိုင်ငံမှာသရောင်းစားမရှိဘူးမဟုတ်ရှိတယ်တိုးတက်တယ်ဆိုတဲ့နိုင်ငံတွေမှာလည်းသရောင်းစားရှိတာတောင်းမုံတောင်းနေတော့ကွာတော့ပေါ့နော်တချင်းလေးဆိုပြီးတောင်းနေတာကြတော့အမေရိကန်သရောင်းစားအဆင့်မြင့်တယ်လို့ဖြစ်အဲ့တော့တောင်းပြီးတော့တောင်းစားကြတာချင်းတော့တူတူပါပဲသို့တော့ဒီလိုလူတိုင်းဟာချမ်းသာမှုရှိကြလားလို့ဆိုမချမ်းသာအားလုံးတိုင်းပြည်တစ်ပြည်ဟာတွားရေးလိုက် infrastructure လို့ခေါ်တဲ့လမ်းတွေကောင်းတယ်မီးတွေကောင်းတယ်အခြေခံတွေပေါ့လေလူအားလုံးသုံးသွားလိုက်နိုင်တဲ့အခြေခံတွေအားလုံးတိုးတက်လာတယ်အဲ့ဒါတွေတိုးတက်လာရင်တိုးတက်တယ်လို့ခေါ်လို့ရတယ်တော့တိုးတက်လာသည့်ခေတ်ကြီးထဲမှာမိသားစုတိုင်းစာဝတ်နေပြည်လဲလားဆိုပဲပြည်လဲမှာတော့ဒါကတော့အလုံး
ပြည်လေဖို့ဆိုတာခက်ခဲတယ်လေလူတွေတယောက်နဲ့တယောက်ကြိုးစားမှုမတူကြအဲ့တော့လူဘဝမှာတော့ကြိုးစားအထောက်မှုတွေဆင်ပြေလာတဲ့အခါမှာជីវတုတ္တလာမှုဆိုတဲ့အရေးအယောင်လေးတွေတွေ့လာနတ်ပြည်မှာကျတော့ဘလို့အရေးအယောင်ပေါ်လာတော့ဆိုရင်နတ်ပြည်ရဲ့တိုးတက်မှုကလူပြည်ပေါ်မှာအခြေခံနေတယ်မြတ်စွာဘုရားပွင့်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့သာသနာတော်ကိုဘဝကိုပုံအပ်ပြီးဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဆိုပြီးတရဏဂုံဆောက်တည်ကြတဲ့ပုဂ္ဂိုလ်တွေဖရာတရားကိုမြတ်မြတ်နိုးနိုးငါးပါးသီလကိုမြတ်မြတ်နိုးနိုးကျင့်ကြတယ်ဒါနကောင်းမှုတွေပြုကြတယ်အများပြားကြီးလှူတာမဟုတ်ပေမဲ့ဆွန်လေးတစ်စုံလှူတဲ့ပုဂ္ဂိုလ်လောင်းတဲ့ပုဂ္ဂိုလ်အစဒါနသီလလေးသာသနာ့တွင်မှာလုံးလိုက်ရတဲ့ဒါနသီလအကျိုးနဲ့နတ်ပြည်ရောက်တဲ့အခါကျတော့ဘုံမိမ္မကြီးကတစ်တစ်လွင်လွင်နဲ့ဟိုတဲ့စားတဲ့အဝတ်အစားတွေကတောက်တောက်ပြောင်းပြောင်းနဲ့ရုပ်ရည်ရူပကာယပို့ပြီးတော့လမ်းဆန်းနေတာလို့ဒါမျိုးကသာသနာ့ဘက်မှာနတ်ပြည်ရောက်နေတဲ့နတ်ကဘုံမိမ္မာလည်းဟောင်းဟောင်းနှုံနှံအဝတ်အစားတွေကလည်းသိပ်ပြီးမတောက်ပြောင်ဘူးလှပမှုတွေဖြစ်ခုခေတ်ပါနဲ့တူလို့ဆိုလို့ရှိရင်မော်ဒန်အောက်သွားတယ်လို့နေမှာပေါ့နော်အဆောက်အဦတွေရှေးဟောင်းဆောက်ဦးကြီးတွေနဲ့ဆိုမော်ဒန်အောက်နေတယ်လို့နေမှာပေါ့အဝတ်အစားတွေကလည်းရိုးပြီးတော့တောက်တောက်ပြောင်ပြောင်မရှိကြဘူးသာသနာတွင်မှာလူနတ်ဖြစ်သွားတဲ့သာသနာတွင်မှာလူဖြစ်ပြီးဘုရားသာသနာတွင်မှာကုသိုလ်လုပ်သွားလို့နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကျတော့အလုံးကိုတောက်ပါတယ်တောက်တောက်ပြောင်ပြောင်နေဖြစ်လာကြအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်သုလရထတို့မဟာရထတို့ဆိုရယ်သာသနာတွင်ကနတ်ပြည်ရောက်သွားတဲ့နတ်တွေဟာတရားမင်းနဲ့ရှင်လိုက်ရင်တရားမင်းကနတ်တွေရဲ့အစိုးရတဲ့နတ်တို့ရဲ့ဘယင်ဖြစ်တော်လဲပဲသုလရထမဟာရထဆိုတဲ့နတ်သားတွေဟာသူတို့စီစဉ်ဥစ္စာခန်းခန်းနာနာဘုံမိမ့်မနဲ့ထွက်လာပြီဆိုရင်တရားမင်းရဲ့အယောင်တွေတောင်မိန်သွားတယ်လို့ဖြစ်တယ်မြင်လိုက်ရင်သိတာတယ်လေမြင်လိုက်ရင်သိတာတရားကသာသနာ့ဘက်မှာအကုသိုလ်ကောင်းမှုလုပ်လာတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့တောက်ပြောင်မှုတစ်လွင်မှုတွေမရှင်းနိုင်အောင်ဖြစ်လာဒါကြောင့်မို့လူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်ရှင်မကသဗ္ဗကိုလိန်ပြီးလှည့်ပြားပြီးဆွန်လောင်းတယ်ဆိုတာအဲ့ဒီဝတ္ထုသူရဲ့စိတ်ခံစားချက်ကအဲ့လိုဖြစ်တယ်သာသနာတွင်ကကုသိုလ်ရှင်တွေရဲ့ဒီတစ်လွင်တောက်ပမှုကိုသာသနာဘာကကုသိုလ်ပြုပြီးနတ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကမရှင်းနိုင်ကြဘူးမရှင်းနိုင်လို့လူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြအဲ့ဒါရိုးရလို့ဖြစ်လာတယ်ဒါကြောင့်မို့နတ်တွေဟာကုသိုလ်ကောင်းမှုရဲ့အကျိုးကောင်းကောင်းမွန်မွန်သိသည့်အတွက်ကြောင့်လူပြည်ဆင်းပြီးမြတ်စွာဘုရားစီကအဆုံးအမစကားတွေကိုယူကြတယ်ဆုံးမစကားတွေယူပြီးသူတို့ကိုယ်တိုင်တော့တချို့ကိစ္စတွေလုံနိုင်စွမ်းတော့မရှိဘူးမလုံနိုင်လူပြည်လူအခွင့်အရေးတွေမရှိဘူးအမှန်တမ်းနဲတဲ့ကုသိုလ်ပြုရမယ်အခွင့်အရေးတွေနဲ့အဲ့တော့လူတွေကတော့အခွင့်အရေးအမှန်တမ်းကောင်းတယ်ဒါနလုံးမလားသီလစောင့်တည်မလားကပ္ပဋ္ဌာန်းဘာဝနာပွားများအထုတ်မလားလူတွေမှာတော့အခွင့်အရေးတွေအလွန်ကောင်းတယ်တတိကလည်းလူတွေကအမှန်တမ်းကောင်းကြနတ်တွေကချမ်းသာလွန်အားကြီးတဲ့အခါတတိမေ့တယ်တတိမေ့တယ်ဆိုတာစဉ်းစားကြည့်လေလူတွေလည်းစတိတ်ရှိုးရောက်နေရင်အိမ်ပါဖြစ်နေတော့သိပါမလားတတိရပါဘူးလားပျော်နေတယ်ဆိုရင်လေလက်လေးတွေမြောက်ပြီးခုံပေါက်နေတဲ့အချိန်လေးမှာအိမ်ဘယ်လိုလုပ်တတိရအဲ့ဒါလို့နတ်တွေကလည်းစတိတ်ရှိုးတဲ့ရောက်နေတယ်လို့ပဲသူတို့ဘဝဟာချမ်းသာလွန်အားကြီးသည့်အတွက်ကြောင့်ဒီကုသကောင်းမှုဘက်မှာမိတ္တရောလေးရှိကြတယ်သို့တော်သူတို့အသိဉာဏ်ထက်ကြတယ်မြတ်စွာဘုရားကနင်းငယ်ဟောလိုက်လို့အသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကနားလည်မှုရှိသွားကြတယ်ဒါကြောင့်အခွင့်အရေးရတယ်ညတကောင်ကြော်ပြီဆိုလို့ရှိရင်နတ်တွေဟာမြတ်စွာဘုရားစီဆင်းလာပြီးမိကုန်းနေမေးချတာအခုဒီဝဏရောဘသုတ်တံဆိုတာလည်းပဲအဲ့ဒါလို့သူသိကျင်တဲ့မေးခွန်းတွေကလူဘဝနဲ့ဆက်ဆက်တဲ့မေးခွန်းတွေကြီးပဲဘယ်နဲ့ပဲမေးဒီဘက်ကိုဆက်ဆက်လူတွေနဲ့ဆက်ဘာကြောင့်ဆက်ကုသိုလ်ကောင်းမှုချင်းဆက်နေလို့မေးဝဏရောဘသုတ်တံမှာလည်းပဲ
ညတကောင်ရောအချိန်နတ်သားတယောက်မြတ်စွာဘုရားစီရောက်လာပြီးတော့ဒီမေးခွန်းမေးတာကောင်းမှုတွေတိုးပွားတဲ့ထာဝရကုသိုလ်မျိုးတွေကဘာတွေလဲဆိုမေးတဲ့သဘောမျိုးပေါ့နော်အဲ့တော့ तू မေးတဲ့မေးခွန်းလေးကိုသေသေးချာချာနားထောင်ကြည့်ကေတံဓိဝဆရတ္တောသသထပုံညာပဝတ္တတိဓိဝဆိုတာနေ့ရတ္တောဆိုတာညသရပုံညာပဝတ္တတိအမြဲတမ်းကုသိုလ်တိုးတယ်နေ့နေ့ညညနေ့ရောညပါလူတယောက်ဟာကုသိုလ်ကောင်းမှုတွေတိုးပွားနေတယ်အဲ့ဒီလိုနေ့နေ့ညညကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေရဲ့အရှိန်ဝါတွေကုသိုလ်တွေဟာထာဝရတိုးတက်နေတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေရဲ့ကုသိုလ်ကောင်းမှုဟာထာဝရတိုးတက်နေသလဲဒီမေခွန်းလေးကိုသူသိချင်ကုသိုလ်တိုးတာလောကလူတွေဟာစီစဉ်ဥစ္စာတိုးပွားနေတယ်ဆိုကျင့်တတ်တာပေါ့နော်အများဖြင့်ကျင့်တတ်တယ်နတ်တွေကစီစဉ်ဥစ္စာတိုးတာကိုမမေးပဲနဲ့ကုသိုလ်တိုးတာဘာကြောင့်မေးသူတို့ရဲ့ဘဝဟာကမ္မဖလူပစီဝိဖြစ်တယ်ကုသိုလ်ကံကိုမှီပြီးတော့အသက်ရှင်ရတာကုသိုလ်တရားတွေသူတို့ရင်ထဲမှာနေ့စဉ်တိုးနေတယ်ဆိုရင်သူတို့ဟာအလွန်ကျေနပ်စရာကောင်းကုသိုလ်တိုးခြင်းသည်သူတို့အတွက်ချမ်းသာဒုက္ခတိုးခြင်းပဲဖြစ်တယ်ဒါကြောင့်ဒီမေခွန်းမေးတယ်လို့ပြောအောင်ကေတံအဘယ်ပုဂ္ဂိုလ်တို့မှာဒီဝါစရတောစနေမှာပဲဖြစ်စေညမှာပဲဖြစ်စေဝါနေရောညပါသရပုံညာပဝတ္တတိအမြဲတမ်းကုသိုလ်ကောင်းမှုတွေတိုးနေပါသလဲ